မေကိုလေမိတ်ကပ်ပြင်ခိုင်းထားတဲ့သူတွေအတွက်ဒီနေ့ပေါ့နော်ပပချီချီလေးဖြစ်အောင်လို့ဘယ်လိုမျိုးလိမ့်ရလဲဆိုတာလိမ့်ပြမယ်နော်တချို့တွေကကြတော့မိတ်ကပ်ကိုတဲ့ DBB ရဲ့ကျွေးပလက်မိတ်ကပ်ကိုလက်ကြီးနဲ့ဖြန့်နေပေါ့နော်လက်နဲ့ဖြန့်တာကြတော့ဖော်တုံးနဲ့လိမ့်တာတော့တိတ်ပြီးတော့မိတ်ကပ်ကဝင်းဝင်းမပြတ်မြောင်မဖြစ်ဘူးပေါ့နော်ဆိုတော့ဒီနေ့ဒီမှာမိရဲ့သုံးနေကြ02လေးရဲ့နောက်တစ်ခုကဒီမှာစိုးနေကြဘူးကလာအုတ်ကျူးရောင်လေးရဲ့နှစ်ခုလေးနဲ့သုံးပြမယ်နော်ဘယ်လိုမျိုးသုံးရလဲဆိုတာပြည့်ကြည်ပြမြောင်လေးဖြစ်အောင်လို့နော်ဖိတ်ကမြောက်စားလာရဒီမှာမိတ်ကပ်ကိုလက်ပေါ်မှာဒီလိုမျိုးအရင်ဆုံးတင်မယ်တင်ပြီးသွားရင်မျက်နှာပေါ်ကိုတင်မယ်ငါဖော့လေးနဲ့ဒီလိုမျိုးလေးလုပ်လို့ရှိရင်ကြည့်ရလေနည်းနည်းလေးဒီလိုမျိုးလေးလုပ်ပြီးတော့ဒီလိုမျိုးလိုက်ပြီးတော့ဖြန့်ရုံမှာဒီမှာကဲမိတ်ကပ်ကိုကြည့်ကြည့်ပြောင်ပြောင်လေးဒီမှာဒါဆိုလို့ရှိရင်မိတ်ကပ်မလိမ့်ထားတဲ့ဘက်ဒါဆိုရင်မိတ်ကပ်လိမ့်ထားတဲ့ဘက်အရန်တိတာရယ်နော်မကြီးကြည့်ပြောင်ကလို့ညာပဲမကြီးဒါနည်းနည်းလေးပဲထည့်လိုက်တာနော်ခုနကတော့ထည့်လိုက်တာနဲ့ကြည့်ပြောင်ကလို့ရဲ့အဆုံးထိပြင်ပြမယ်ပေါ့နော်ဒီမိတ်ကပ်လေးရဲ့နှက်ခမ်းကြီးလေးအဲ့နှစ်မျိုးလေးနဲ့လှလို့ရတယ်နှစ်မျိုးနဲ့ပြည့်စုံနေဆိုတာကိုပြပေးမယ်တစ်ချက်ကြည့်ကြည့်ပေးနော်ဒီမှာမိတ်ကပ်ပြင်ထားရဲ့ဘက်မိတ်ကပ်သားညက်ပြီးတော့နော်မဖွေးညာပဲဒီမှာဒီဘက်ကဘာမှမပြင်ထားရဲ့ဘက်တူးနော်ယူလိုက်မယ်ဒီကလက်လေးပါဒီနေအောင်မိတ်ကပ်လေးလေးဖော့တုံးလေးနဲ့လိမ့်နော်လက်နဲ့ဆွဲလို့ရှင်တော့မိတ်ကပ်ကကြည်မှာမဟုတ်ဘူးဒါမျိုးဆိုလို့ရှင်အဖက်မထည့်ထားဘူးကွာဒီမှာမိတ်ကပ်သားအများကြီးလဲထည့်စရာမလိုဘူးနည်းနည်းလေးနဲ့ချီချီပြောင်ပြောင်လေးနဲ့လှတယ်ဒီမှာခုနထည့်ထားတဲ့ဟာဆိုလို့ရှင်တဝက်တောင်မကုန်သေးဘူးဒါ02ပေါ့နော်02ကကျတော့အသားဖြူတဲ့သူလည်းသုံးလို့ရတယ်အသားလက်တဲ့သူလည်းသုံးလို့ရတယ်မကြည့်ကဲဒီမှာမိတ်ကပ်သားကတော့နော်တကယ်ကိုကြည်ပြောင်ကလို့ဝင်းပြောင်ငါ baby ကျွေးပလက်မိတ်ကပ်ရေး02လေးကိုသုံးထားပါပေါ့နော်ပြီးသုံးပြီးသွားပြီဆိုတော့ဒီမှာနှက်ခမ်းလေးနဲ့မျက်လုံးရောပါရောနှက်ခမ်းရောဒါလေးတစ်ခုလေးပဲသုံးမယ်ပေါ့နော်နှစ်မျိုးလေးနဲ့အရန်ပြည့်စုံတယ်အလုတ်ရှုပ်အရန်တက်တာရဲကွယ်နည်းနည်းလေးပဲထည့်နော်နှက်ခမ်းကြီးကအယောင်ထွက်အရန်မှန်လို့လေဒါကဘီမီရဲ့ဘိုးကလာအုတ်ကျူးရောင်လေးစုပြထားတာပေါ့နော်ဒီလောက်ဆိုလို့ရှိရင်ပြည့်စုံပြီးအိုင်းလိုင်နာတစ်ချက်ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒါအပြင်ကိုသွားလို့ရပါပြီရှင်နှက်ခမ်းကြီးပေးသွားရည်ဒီနောက်